အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ဘုံနဲ့တက်ခါနဲ့စီးတရားဇလန်တွေအပိုင်း20ကို recap ပြုလုပ်ပေးသွားမှာပါဒီပိုင်းအစမှာတော့လင်းရတယောက်တိုင်းသွေးကြောဝါမျိုးပြီးသွားပြီလေသူ့ရဲ့ရင်အားစွမ်းရည်တွေတချို့ကိုလည်းပြန်ပြီးရလိုက်ပါတယ်အခုဆိုရင်ပေထန်းအောင်စွမ်းရည်ကူညီပေးနိုင်နေပြီလေပေထန်းကဘယ်လောက်ထိကူညီပေးနိုင်လဲမေးလာတော့လင်းရလည်းပေထန်းကိုစမ်းပြလိုက်ပါတယ်ပေထန်းတယောက်ကတော့ချိန်နေပြီလေဘာဖြစ်လို့ဆိုသူ့ရဲ့လက်ရှိတိုင်းစရာအဆင့်ကနေတိုင်းပညာရှင်အဆင့်ကိုရောက်ရှိနိုင်အောင်စွမ်းအားငှားပေးနိုင်လို့ပါပေထန်းခနာကိုယ်ကအရန်အားနေနေသေးပါတယ်ခနာကိုယ်သာတန်မာရင်တိုင်းပွေးဝေးစဉ်တိုက်ပွဲစွမ်းရင်ကိုပိုင်ဆိုင်နိုင်နေပါပြီပေထန်းတယောက်ကတော့ခနာကိုယ်တန်မာလာအောင်ရန်20တွင်တိုင်းပညာရှင်အဆင့်ရောက်အောင်ကျင့်ကြံမယ်ဆိုပြီးလန်ဟော်တိုင်းကီယာကိုပြန်လာလိုက်ပါတယ်လန်ဟော်တိုင်းကီယာကိုရောက်တော့တကူထူးဆန်းနေတာကိုပေထန်းသတိထားမိလိုက်ပါတယ်ဆွေးမိုင်းစေးလုံးတွေကိုပါဒုက္ခနဲ့မှတွေ့တော့တယောက်ကသူ့ကိုထောင်ချောက်ဆင်ထားမှသိလိုက်ပြီလေသူထင်းတဲ့တိုင်းမှာပဲဟန်ဖုံးတို့သူတကားကိုစောင့်ခံပြီးဝင်လာကြပါတယ်ဟန်ဖုံးကပဲစုပေထန်းမင်းတင်ရင်လိုက်တာလန်ဟော်တိုင်းကီယာရဲ့ဈေးကမ်းမှလည်းဝင်ပြီးဆွေးမိုင်းစေးလုံးတွေကိုခိုးရဲတယ်မင်းကိုပြကိုတည့်ရလာဆိုပြီးပြောလာပါတယ်ဘေးကကောင်လည်းသူ့ကိုယ်သူထားကြီးနဲ့ကောင်းလေးမင်းသားမနာခြင်းဘူးဆိုရင်အသားတကြီးဖမ်းခံလိုက်မောင်ရင်ငါမင်းကိုပညာပေးရလိမ့်မယ်ဆိုပြီးကြီးကြီးရည်ပြောနေပြီလေမင်းတို့ကငါ့ကိုဒုက္ခပေးဖို့တိတိကျကျစီစဉ်ထားတာပဲဒါမဲ့အဲ့ဒါငါ့ဘောလုံးမဖြစ်ဘူးလို့ပေးထမ်းပြောလိုက်တော့ဟိုကောင်ကလည်းမင်းတင်နေဘယ်လိုလွတ်မြောက်နိုင်မလဲငါကြည့်အောင်မယ်ဆိုပြီးတိုက်လိုက်ပြီလေຫນွေစုချုံနေနဲ့တိုက်တာကိုပေးထမ်းကမိတော့ခြေလန်းနဲ့ပေါင်ရန်ချိုချိုးချင်းကိုပေါင်ပြီးတော့ပြန်တိုက်လိုက်တော့လေကြီးနေတဲ့ကောင်နောက်ဆုံးလိုက်ရပြီလေမင်းငါ့ကိုဖမ်းမလို့မဟုတ်လားမြေပြင်ပေါ်လှဲပြီးပါလုံးနေတာလဲလို့လောင်ပြီးထပ်ပြီးပြေးထိုးလိုက်တော့ဟိုကောင်ကလည်းပြန်ထိုးရင်နှစ်ယောက်သားထိတ်တိုက်တွေ့လိုက်ကြပါပြီဒါမဲ့ဟိုကောင်ပဲထိခိုက်သွားပါတယ်ပေတန်းလည်းချက်ချင်းပဲနောက်ကိုလှစ်ခနဲ့ရောက်သွားပြီးစောက်ခွက်ကြီးကိုတဲထိုးလိုက်တော့ဟိုကောင်နောက်ကိုလင့်သွားပြီလေဘေးကောင်တကောင်လည်းကောင်းစိုးလေးတင်းရင်လိုက်တာဆိုပြီးတိုက်ဖို့လုံနေတော့အကြီးကဲရောက်လာတယ်လေအကြီးကဲဆုံးသူ့ပေတန်းအရန်တင်းရတယ်စေးခမ်းမကနေဆွေးမိုက်စေးလုံးတွေကိုလည်းခိုးတယ်ကျွန်တော်တို့ကိုလည်းရိုက်တယ်ဆိုပြီးဟန်ဖုံးကတိုင်ပြီလေဟိုကောင်တွေကလည်းထောက်ခံနေပါတယ်အကြီးကဲကလည်းစုပေတန်းမင်းတကယ်ခိုးခဲ့တယ်လားဆိုပြီးမေးလာတော့ကျွန်တော်မခိုးပါဘူးတခိုးကလူပြန်ခင်းနေတာပါဆိုပြီးပြန်ပြေးလိုက်တယ်လေဟန်ဖုံးနဲ့ဟိုတကောင်ကလည်းစွတ်တွေတင်းခိုးခိုင်းနေပါတယ်မသိရင်ဟိုကောင်တွေတိုင်းမှာပဲစောက်ရှက်ကိုမရှိပါဘူးကြီးခဲ့ရလဲစုပေထင်မင်းမဘာပြောစရာရှိသေးတယ်မင်းမသာတရားတဲ့ဖြင်းချက်မရှိရင်မင်းကိုပြစ်ပေးရလိမ့်မယ်ဆိုပြီးပြောလာတော့ဟိုနှကောင်ချိန်နေတယ်လေအဲ့ဒီချိန်မှာကြီးခဲ့ဆုံးဆိုတဲ့ခေါ်တဲ့နဲ့တူမမလာလာတယောက်ရောက်လာပါတယ်သူအဲ့ဒီချိန်လုံးမခိုးတော့ကျွန်မအာမခံမိနိုင်တယ်မင်းရသူကျွန်မနဲ့တူရှိနေတာဆိုပြီးပေထန်းဘက်ကကိုပြီးပြောပြလိုက်ပါတယ်ပေထန်းကတော့မမလာလာရောက်လာလို့ချောင်းနေပြီလေဘာလို့ဆိုသူတို့နှစ်ယောက်ကတွေ့ရင်တဖုံဖုံချနေကြလို့ပါမမလာလာကတော့လန်ဟော်တိုင်းကြီးရဲ့ပထမဆုံးပါရမီရှင်ရှားပူချင်းမှာဟိုကောင်ကတော့ဖူချင်းလာလို့အံ့ဩနေတယ်လေကြီးခဲ့ရဖူချင်းမင်းတေချာရလာလို့မေးလာတော့ဖူချင်းလည်းတေချာရဲဆိုပြီးအာမခံမိလိုက်ပါတယ်ကောင်းပြီဖူချင်းအာမခံမိလို့ဒီကြီးခဲ့မင်းကိုယုံကြည်ပေးလိုက်မယ်ဒါမဲ့ဈေးလုံးကိစ္စကိုတော့မင်းတေချာရှင်းပြရလိမ့်မယ်ဆိုပြီးကြီးခဲ့ပြောလာပြီလေပေထန်းကလည်းဒီဈေးလုံးတွေကကျွန်တော်ဖော်ဆက်ထားတာဆိုပြီးပြောလိုက်တော့အကြီးခဲ့ပါဝင်ဘယ်သူမှမယုံကြဘူးလေဘာဖြစ်လို့ဆိုပေထန်းကအစင်းသုံးဈေးပေါ်ဆက်သူဆိုတော့ဘယ်သူမှမသိကြသေးလို့ပါဟိုကောင်တကောင်ကလည်းကျွန်တော်မပါဝင်ပစ္စည်းတွေရှိတယ်သူပေါ်ဆက်နိုင်မလားကြီးကြတာပေါ့ဆိုပြီးပြောလာပြီလေကျွန်တော်ဖော်ဆက်ပြမယ်တကယ်လို့ကျွန်တော်သာဖော်ဆက်နိုင်ရင်သူတို့တွေကျွန်တော်ဆွဆွနေကြတာအဲ့ဒီတော့သူတို့ကိုပြစ်ပေးရလိမ့်မယ်အဲ့ဒီတော့ကြီးခဲ့ဘယ်လိုတတ်မှတ်ထားလဲလို့ပေးထမ်းမိလိုက်တော့ကြီးခဲ့ရလဲမင်းဘယ်လိုလုပ်ချင်လဲဆိုပြီးပြန်မေးလာတယ်လေပေးထမ်းကလည်းကျွန်တော်သာပြစ်မရှိကြောင်းတက်တည်ပြနိုင်ရင်သူတို့ကျွန်တော်ကိုလမ်းဟော်ရမှန်9000ပေးရမယ်ကျွန်တော်ကြားရှုံးရင်တော့ကြိုက်တယ်ပြစ်ပေးဆိုပြီးပြောလိုက်ပြီလေဟိုကောင်3ကောင်ကလည်းပေးထမ်းကိုမလုံနိုင်ဘူးထင်တယ်ကြီးနဲ့ပဲသဘောတူလိုက်ပါတယ်ဈေးမယ်တွေထုတ်ပေးလာတော့ပေးထမ်းဒီဈေးမယ်တွေကလုံလောက်တဲ့တက်တန်းရှိတာမင်းသိကြရလားဆိုပြီးမေးလိုက်ရင်လည်းဒီဘိုင်းလေးလည်းဒီမှာပဲဆုံးသက်ထားပါတယ်ဗျအသစ်တွေကိုနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်မှာပုတ်ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ